ပါဦးကျန်းအခန်းကြီး7မြေကြီးသားအပေါင်းတို့သည်ဘာသာတစ်မျိုးတည်းစကားတစ်မျိုးတည်းရှိကြသည်ဖြစ်၍အရှိမျက်နာမှခရီးသွားသဖြင့်ရှိနာပြည်၌မြင်းကြီးရာရက်ကိုတွေ့၍နေရာချကြ၏သူတို့ကလည်းလာကြအုပ်လို့၍ခိုင်မာစွာဖုတ်ကြကုန်အံ့ဟုတယောက်ကိုတယောက်ပြောကြ၏ထို့သို့ကြောက်အရာ၌အုပ်ကို၎င်းတရွတ်အရာ၌ရင်းညှိတစ်မျိုးကို၎င်းရပြီလျင်လာကြမြေကြီးတစ်ပြင်လုံး၌အရရက်ကွဲပြားမည်ကိုစိုးရိမ်၍မြို့ကို၎င်းမိုးကောင်းကင်သို့မိရသောရဲတိုက်ကို၎င်းတီလုတ်သဖြင့်ကြော်စောကိတ္တိရှိစေခြင်းကပြုကြကုန်အံ့ဟုဆိုကြပေ၏ထို့သောလူသားတို့တီလုတ်သောမြို့နှင့်ရဲတိုက်ကိုကြည့်ရှုခြင်းကထာဝရဘုရားသည်ဆင်းသက်တော်မူ၏ထာဝရဘုရားကကြည့်ရှုလောလူတစ်မျိုးတည်းစကားတစ်မျိုးတည်းရှိသည်ဖြစ်၍သူတို့သည်ဤအမှုကိုအဥပြုကြ၏ယခုကြံစီသမျှတို့ကိုအစီအတားမရှိသူတို့ပြုကြလိမ့်မည်လာကြဆင်းသက်ကြကုန်အံ့သူတို့သည်အချင်းချင်းနားမလည်စေခြင်းကသူတို့စကားကိုရှုပ်ထွေးကြကုန်အံ့ဟုမိန့်တော်မူ၏ထို့သို့ထာဝရဘုရားသည်သူတို့ကိုမြေကြီးတစ်ပြင်လုံး၌အရရက်ကွဲပြားစေတော်မူသဖြင့်သူတို့သည်မြို့ကိုမတည်ဘဲနေကြ၏တို့ဖြစ်၍ထိုမြို့၌ထာဝရဘုရားသည်မြေကြီးသားအပေါင်းတို့၏စကားကိုရှုပ်ထွေး၍သူတို့ကိုမြေကြီးတစ်ပြင်လုံး၌အရရက်ကွဲပြားစေတော်မူသောကြောင့်ထိုမြို့သည်ဘာဘူးလုံမြို့ဟု၍တွင်သည်ရှေမ၏သားစဉ်မြေဆဲဟုမူကားရှေမသည်အသက်100ရှိ၍ရေလွှမ်းမိုးသောနောက်နှစ်ကြာသောသားအဖာဇက်ကိုမြင်လေ၏အဖာဇက်ဖွားမြင်သောနောက်ရှေမသည်အနှစ်900အသက်ရှင်၍သားသမီးများကိုမြင်လေ၏အဖာဇက်သည်အသက်35နှစ်ရှိသောသားရှာလကိုမြင်လေ၏ရှာလဖွားမြင်သောနောက်အဖာဇက်သည်အနှစ်403နှစ်အသက်ရှင်၍သားသမီးများကိုမြင်လေ၏ရှာလသည်အသက်30ရှိသောသားဟေဘာကိုမြင်လေ၏ဟေဘာဖွားမြင်သောနောက်ရှာလသည်အနှစ်403နှစ်အသက်ရှင်၍သားသမီးများကိုမြင်လေ၏ဟေဘာသည်အသက်34နှစ်ရှိသောသားဖာလက်ကိုမြင်လေ၏ဖာလက်ဖွားမြင်သောနောက်ဟေဘာသည်အနှစ်430အသက်ရှင်၍သားသမီးများကိုမြင်လေ၏ဖာလက်သည်အသက်30ရှိသောသားယာဂေါကိုမြင်လေ၏ယာဂေါဖွားမြင်သောနောက်ဖာလက်သည်အနှစ်209နှစ်အသက်ရှင်၍သားသမီးများကိုဖွားမြင်လေ၏ယာဂေါသည်အသက်32နှစ်ရှိသောသားစေရောက်ကိုမြင်လေ၏စေရောက်ဖွားမြင်သောနောက်ယာဂေါသည်အနှစ်209နှစ်အသက်ရှင်၍သားသမီးများကိုမြင်လေ၏စေရောက်သည်အသက်30ရှိသောသားနာခောကိုမြင်လေ၏နာခောဖွားမြင်သောနောက်စေရောက်သည်အနှစ်200အသက်ရှင်၍သားသမီးများကိုမြင်လေ၏နာခောသည်အသက်29နှစ်ရှိသောသားတေရကိုမြင်လေ၏တေရဖွားမြင်သောနောက်နာခောသည်အနှစ်119နှစ်အသက်ရှင်၍သားသမီးများကိုမြင်လေ၏တေရသည်အသက်80ရှိသောသားအာဗျံနာခောခါရန်တို့ကိုမြင်လေ၏တေရ၏သားစဉ်မြေဆဲဟုမူကားတေရသည်အာဗျံနာခောခါရန်တို့ကိုမြင်လေ၏ခါရန်သည်လည်းလောတကိုမြင်လေ၏ခါရန်သည်အဘတေရမတိမိမိဖွားရအရက်ခါလဒဲပြည်သားတို့နေသောဥရမြို့၌တည်လေ၏အာဗျံနှင့်နာခောသည်မယားကိုယူ၍အာဗျံ၏မယားကစာရဲအမည်ရှိ၏နာခော၏မယားကခါရန်၏သမီးမိလခါအမည်ရှိ၏ခါရန်သည်မိလခါနှင့်ဣတခါ၏အဘဖြစ်သည်စာရဲမူကားမြုံသောမိန်းမဖြစ်၍သားသမီးမရှိတေရသည်သားအာဗျံကို၎င်းခါရန်၏သားဖြစ်သောမြေလောတကို၎င်းသားအာဗျံ၏မယားဖြစ်သောမိချွေးမစာရဲကို၎င်းခေါ်၍သူတို့သည်ခါနန်ပြည်သို့သွားခြင်းငှာခါလဒဲပြည်သားတို့နေသောဥရမြို့မှထွက်သည်ဖြင့်ခါရန်မြို့သို့ရောက်၍နေကြ၏တေရသည်အသက်နှစ်ပေါင်း205နှစ်ရှိသောခါရန်မြို့၌တည်လေ၏